Hello မင်္ဂလာပါ Coffee ချစ်သူတွေအတွက်ခါတက်တက် Coffee အရသာနဲ့ချိုစိတ်စိတ် creamy topping ပေါင်းစပ်ထားတဲ့ Coffee jelly လေးခေတ်အိမ်မှာလှုပ်ရှားကြည့်တာကောင်းလို့ပြန်လဲမျှဝေပေးခြင်းပါတယ် Instant Coffee ကိုလက်ဖက်ရည်စွန်းနဲ့6စွန်းတက်ကြားထမင်းစားစုံနဲ့6စွန်းပြီးရင်တက်ကြားနဲ့ coffee မုတ်ကိုရောတော့အောင်မှီပေးပါမယ်ရေ1200 ml ထည့်ပါမယ်ပြီးရင်တော့အမှုတ်တွေရေထဲမှာပျော်ဝင်သွားတဲ့အထိမှွေပေးလိုက်ပါမယ်ပြီးရင်အာကားကြောက်ကြောမုတ်လက်ဖက်ရည်စွန်းနဲ့တစုံခွဲကိုနည်းနည်းချင်းစီထည့်ပြီးမှွေပေးလိုက်ပါတယ်ပြီးရင်တော့မီးပေါ်တင်ပြီးတော့စပြီးကြိုပါမယ်မီးကိုအလဲအလက်ပဲထားပြီးတော့ကြိုပေးပါရှင်အဆက်မပြတ်မှွေပေးဖို့တော့လိုအပ်ပါတယ်ခေတ်ကတော့15မိနစ်လောက်ကြိုပေးလိုက်ရပါတယ်စူပွက်လာပြီဆိုရင်တော့ကိုထဲမဲ့ပကံနဲ့ကိုထည့်ပေးလိုက်ပါတယ်အပေါ်ကဘူစီပေါင်းလေးတွေကိုလည်းဇွန်းနဲ့ခတ်ပြီးဖဲထုတ်လိုက်ပြီးဂျယ်လီလေးကိုအေးအေးခံထားလိုက်ပါမယ်ကော်ဖီရဲ့ခါတက်တက်အရသာလေးကိုအချိုစိတ်စိတ်လေးနဲ့တွဲစားဖို့အတွက်နိုစိန်ထမင်းစားစုံနဲ့4စွန်းနိုစီထမင်းစားစုံနဲ့1စွန်းထည့်ပြီးမှွေထားလိုက်ပါမယ်ဂျယ်လီလေးအေးခဏကလည်းရပြီဆိုတော့အပေါ်ကနေ creamy topping လေးဆန်းလိုက်ပါမယ်ဒါဆိုရင်တော့ရှာပေါ်မှာဆွဲတင်နေစေမဲ့ခါစိမ့်သက်အရသာကော်ဖီဂျယ်လီလေးရပါပြီရှင်1စွန်းစားပြီးရင်နောက်1စွန်းမချကျင်လောက်အောင်အရန်ကိုမှစားလို့ကောင်းပါတယ်လှူစားကြည့်ကြဖို့မမီနေအောင်နော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးသူအားလုံးကိုကျေးဇူးပါဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လေးလုပ်ပေးသွားပါအောင်နော်